Hello အားလုံးပဲမင်္ဂလာပါ ACN vlog လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်ဒီနေ့တွားရောက်မယ့်နေရာကတော့ Web Brother တွိုက်ဆက်တဲ့အမည်ရစပယ်ပန်းဖျားပဲဖြစ်ပါတယ်ဒီဖျားကတော့ကျွန်တော်တို့ချင်းမိုင်မြို့မှာအထင်ကြီးဖျားတွေရဲ့အစုဖြစ်တယ်ပေါ့နော်အဲ့ဒီဖျားကိုတွားတဲ့လမ်းမှာကျွန်တော်တို့ဘာရရှိလဲဆိုတော့မာယာချင်းမိုင် University ချင်းမိုင် Zoo ကျွန်တော်တို့အဲ့သုံးခုလုံးတည်ရှိတဲ့လမ်းကနေတက်သွားတာပေါ့ဗျာကျွန်တော်တို့ချင်းမိုင်မြို့တွင်ကနေဆိုလို့ရှိရင်15ကီလိုမီတာကွာဝေးလောက်ပဲရှိပါတယ်နောက်တစ်ခုပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ဒီတောင်ကပေါ့နော်အကွေးအကောက်တွေများတယ်ဗျအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကားမှုတက်တဲ့လူတွေပါခဲ့သည်ရှိတော့ကလေးသူငယ်တွေတို့တော့မဟုတ်လို့ရှိရင်ကျွန်တော်တို့လူကြီးမိပါတယ်ပေါ့နော်အဲ့လိုပါခဲ့သည်ရှိတော့ကျွန်တော်တို့ကားမှုတက်မှလေးကိုတော့ကြိုတင်ပြီးတော့တတိထားစေချင်တယ်ကဲအခုကျွန်တော်တို့လန်ကီရဲ့သွားပုံလာပုံလေးတွေကိုပြောပြသွားပြီဆိုတော့ကျွန်တော်နဲ့အတူတူဖျားဖို့ကိုလိုက်ပါကြည့်ရှုလိုက်ကြရအောင် Let's goကျွန်တော်အခုရိုက်ပြတဲ့ဆိုင်လေးတွေကပေါ့နော်ကျွန်တော်တို့ကားရနာဝင်းကနေပြီးတော့ကျွန်တော်တို့ဖျားဖို့ကိုသွားတဲ့လမ်းထောက်လျှောက်မှာတွေ့ရတဲ့ဆိုင်လေးတွေပဲဖြစ်ပါတယ်ဒါကတော့လမ်းလျှောက်တက်တဲ့နေရာပါဟိုဘက်ကိုဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာရှိလဲဆိုတော့အဲ့မှာကျွန်တော်အခုရိုက်ပြမယ်ပေါ့နော်ကျွန်တော် zoom ဆွဲလိုက်တဲ့နေရာလေးပါအဲ့ဒီနေရာကကျွန်တော်တို့ဒါဓာတ်လေကားနဲ့တက်တဲ့ဘက်ချမ်းပေါ့ဗျာကျွန်တော်ပြည့်ရိုက်ပြပါမယ်ပြီးတော့ကျွန်တော်နောက်တစ်ခုပြောချင်တာကလေဒီဘုရားကြီးက1383ခုနှစ်တုန်းကရှိခဲ့တဲ့ဘုန်းကြီးကျောင်းကိုပြန်ပြီးတော့တည်ထားတာပေါ့နော်မိုးမှန်ထားတာပဲဖြစ်ပါတယ်တော်တော်လေးရှေးကျနေပြီလို့ပြောလို့ရတယ်ဗျဒါကတော့ကျွန်တော်တို့ဒီဖျားဘော်ကိုတက်လာလို့ရတဲ့ကားတွေပေါ့နော်ဒီကားတွေကကျွန်တော်တို့ Rodan လို့ခေါ်တယ်ဗျာကျွန်တော်တို့ဒီဖျားဘော်အပြင်ကိုကျွန်တော်တို့အပေါ်ဘက်ကိုဆက်တက်လို့ရတယ်ကျွန်တော်တို့အောက်ကနေပြီးတော့ဒီဖျားဘော်ကိုတက်လာလို့ရတယ်မဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ချင်းမိုင်တဖယ်ဂိတ်တို့ပါလို့ပေါ့နော်ကျွန်တော်တို့ချင်းမိုင်ရဲ့တဖယ်ဂိတ်တွေပါလို့လည်းသွားလို့ရတယ်ဗျာမြို့ထဲမှာလည်းကျွန်တော်တို့လိုက်ကားတစ်ဖွဲ့ပြေးဆွဲတဲ့နေရာလေးရှိပါတယ်ဒီကားတွေနော်ဒါကတော့ကျွန်တော်တို့ဓာတ်လေကားစီးတဲ့နေရာပေါ့နော်တယောက်ကိုဘတ်50ပေးရပါတယ်ကျွန်တော်တို့ဘတ်50အပြည့်စီးပေါ့နော်ကျွန်တော်တို့ဖျားပေါ်အထိရောက်ပါတယ်ကျွန်တော်တို့လမ်းလျှောက်မတက်ချင်တဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်တို့လမ်းလျှောက်တက်ရင်ဝေးတယ်ဗျအဲ့ဒါကြောင့်မလို့ပါလူကြီးတွေအတွက်တော့ဓာတ်လေကားနဲ့တက်တာအကောင်းဆုံးပါပဲโอเคဒီနေရာကတော့ကျွန်တော်တို့ခုနကဆက်လီကရှိတဲ့ဘက်ကနေပြီးတော့ဘယ်ဘက်ကိုဆက်လျှောက်လို့ရှိရင်ရောက်တဲ့နေရာပါဒီကနေတက်ဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိန်းဝင်ပေါက်ကနေတက်လာတဲ့ဘက်နဲ့ပြန်ပြီးတော့စုံနေဗျအဲ့ဒီနေရာလေးကနေစပြီးတော့ဖျားဘော်ကိုတက်ရမှာပါဘယ်ရောက်လာဒါကတော့မဲဝင်ပေါက်ပါကျွန်တော်ခုနက elevator ဘက်အချမ်းကနေလာနေနေပြောတဲ့နေရာပေါ့နော်ဒီနေရာကနေတက်သွားပြီးလို့ရှိရင်ကျွန်တော်တို့ခုနက elevator ဘက်အချမ်းကနေလာတဲ့နေရာနားမှာပြန်ဆုံနေဗျအဲ့ဒီပြန်ဆုံတဲ့နေရာမှာနေရာကနေစပြီးတော့ကျွန်တော်တို့ဖျားဘော်ကိုတက်တဲ့ဇောင်းနဲ့
ကိုရောက်တာပါဒါလည်းဖျားဆောင်နေမယ်ဗျဒါပေမဲ့ကျွန်တော်ပြောတာကဒီကတက်ပေါင်း306ထိရှိတဲ့အဓိကဖျားဘုတ်ကိုတက်ရမယ်လေကားဘုတ်ကိုမရောက်သေးဘူးပေါ့နော်အဲ့ဒါကိုပြောချင်တာပါโอเคဒီကနေပြီးတော့စပြီးတော့ကျွန်တော်ခုနကပြောတဲ့ဒီဖျားရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့လီဂတစ်ပေါင်း306ထိရှိတဲ့နေရာကိုစတင်ပြီးရောက်ပါပြီဒီကနေမှကျွန်တော်တို့စပြီးတက်ရမှာပါအပေါ်ကိုအခုဆိုရင်တော့ကျွန်တော်တို့ဖျားဘော်ကိုရောက်ပါပြီဖျားကြီးမှာဘလောက်အထိတက်ပဲဘလောက်အထိခန်းနာထဲသွားတယ်ဘလောက်အထိလှပပြီးတော့ချင်းပိုင်မျိုးကြီးရဲ့မြေခွင်းကိုဘယ်လိုမျိုးကြည့်ရှုနိုင်လဲဆိုတာကိုကျွန်တော်နဲ့အတူတူမလွတ်တမ်းစောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးလို့ပြောရင်းနဲ့ let's goโอเคကျွန်တော်အခုသွားမယ့်နေရာကတော့ကျွန်တော် view point ကိုသွားမှာပါဒီ view point ကနေပြီးတော့ကျွန်တော်တို့ချင်းမိုင်တစ်မျိုးလုံးကိုအပေါ်စီးကနေပြီးတော့တိချာချာလေးလှလှပပတင်းတင်းတက်တဲ့စိတ်ကြည်နူးဖွယ်ခန်းစားချက်မျိုးနဲ့ပေးစွမ်းနိုင်မဲ့မြင်ကွင်းလေးကိုတွားရောက်ပြီးကြည့်ရှုမှာပဲဖြစ်ပါတယ်အခုဒီနေရာပေါ့နော်ကျွန်တော်ရိုက်ပြနေတဲ့ဒီရေတကွန်လေးရှိတဲ့နေရာဒီနေရာကတော့ coffee ဆိုင်မှာကျွန်တော်တို့ coffee လေးပါလေးတောက်ပြီးတော့အေးစစ်စစ်နားနေလို့ရပါတယ်
သွားနေတဲ့နေရာကတော့ကျွန်တော်တို့နောက်ထပ် view point လိုမျိုးပဲတကယ်လှပတဲ့နေရာတစ်ခုပါဒီကောင်ကတော့ကျွန်တော်တို့ချင်းမိုင်မျိုးကိုမြင်ရတာထက်စားလို့ရှိရင်ကျွန်တော်တို့ view လေးကလှနေတာပါကျွန်တော်တို့အခုအရှိမမြင်ရတဲ့အတိုင်းပဲချင်းမိုင်မျိုးကိုတော့မြင်ရတယ်ဆိုပေမဲ့လို့ခုနကကျွန်တော်တို့ view point မှာလောက်တော့ဘယ်လိုပြောရမလဲကျွန်တော်တမျိုးလုံးကိုမြင်ရတဲ့ပုံစံမျိုးတော့မဟုတ်ပေမဲ့ဒီနေရာကလည်းလှပပြီးတော့ agent တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဒီခုမြင်နေရတဲ့ဖျားကြီးကတော့ကျွန်တော်တို့ web product advisor တက်ကအဓိကစေတီတော်ပဲဖြစ်ပါတယ်ဒီစေတီတော်ကြီးကကျွန်တော်ဆွေအစ်စ်တင်နဲ့ဖုံးအုပ်ထားပြီးတော့ပေါ့နော်ကျွန်တော်တို့ဖျားရှင်ရဲ့အယိုးလက်ကျန်ကိုထပ်ပနာထားတယ်လို့သိရပါတယ်ကဲကျွန်တော်လည်းအတူတူတပ်ပဲဘယ်လောက်တပ်ပဲကြောင်းဆက်လက်ပြီးတော့ကြည့်ရှုလိုက်ကြပါဦးโอเคကျွန်တော်ရဲ့ web product advisor တက်ခီးစဉ်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ဗီဒီယိုလေးကိုလာရောက်ကြည့်ရှုနေကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ကျွန်တော်ကို like မလုပ်ရသေးရင်တော့၎င်း subscribe မလုပ်ရသေးတော့၎င်းလုပ်ပေးခဲ့ဖို့အကြံပြုချင်ပါရယ်ကျွန်တော်ကို support ရလဲရောက်တယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုတဲ့အဓိပ္ပာယ်လဲတက်ရောက်မှုရှိပါတယ်ကဲဘလို့ပဲဖြစ်ဖြစ်ပါနောက်ဗီဒီယိုလေးမှာလည်းပြန်လည်တွေ့ကြပါသေးတယ်အားလုံးပဲ bye bye ပါ see you next vlog